လာပါကျွန်တော်နာမည်ကတော့ Chemicrat ပါကျွန်တော်ဒီနေ့ video ထဲမှာတော့ Minecraft 01 fighting 0.50.0 ဆော့ပြသွားမှာဖြစ်ပါတယ်ကျွန်တော် Minecraft အဆင့်မဆော့ဘူးလားဆိုတော့လည်းဆော့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီရဲ့ဟာလေးပို့ကြိုက်ပါတော့အဲ့တော့ network အောက်မှာဒီမရှိဘူးဒါလေးကပုံမိုက်တယ် yeah ဟာဆိုရင်တလေးခေါ်အောင်ဆော့ရတယ်လွယ် Minecraft အဆင့်လောက်မခက်ဘူးပေါ့နော် yeah ကျွန်တော် Minecraft လေပြောမယ်ဆို Minecraft ကိုပို့ကြိုက်တာပေါ့ yeah Minecraft တော့ကောင်းတာဘာလို့မကြိုက်အောင် okay လုံးမယ်ကျွန်တော်လုံးရရှိရတော့တည်ရင်ခေါ်မယ်ဟုတ်တယ်မလားကျွန်တော်ဒီတော်နဲ့ဒီတော်ရမနေတာဒီတော်ရမနေရကောင်းမယ်လို့နော် yeah ဟိုမှာလည်းရှိရယ်ဒီမှာလည်းရှိရယ်ဒီနားလေးမှာဆောက်ပိုက်စားတယ်ဒီနားလေးမှာဆောက်မရဲတကယ်ပိုက်စားရအဲ့ဒီမနီခေါ်လိုက်ဆိုင်ရပါ Okay let's go ကျွန်တော် crafting တွေပဲကိုညလောက်လိုက်မယ်လောက်ဆက်ရှိရကြောက်တော့ဘူးပြန်တော့ဗာနဲ့ပြန်မင်းနီယာကြောက်တော့မင်းနီယာတော့တုံးတော့ဒီနေတော့အိမ်မှာဒီနေအဲ့ဒါပိုက်စားတယ်ဘောဝဲလာကျွေးလေးငါချောင်းခွန်ဘာဖြစ်ဖြစ်တခုခုရရပြီကျွန်တော်ကတည်းကပေါ့နော်ဟမ်ဒါ crafting ထည့်ပေးတယ်မှာကျွန်တော်တို့တောက်ခွန်လိုက်မယ်ဒါပြီးတော့ကျွန်တော် fanny ဒါဆိုကတည်းကပေါ့နော်ဆက်ပြီးကြလို့ရှိရင်ကျွန်တော်ဘယ်သူတော့ကြောမိုးလားလုံးရှာရှိရလေးဆက်လို့အောင်ကြောမိုးစုပ်လို့တော့တက်ခေါ်ရမယ်ပေါ့နော်ပိုက်စားတယ်ဆိုင်မှာစားခဲ့တာငါအခုအစာကြေးသွားပြီတော့ပီနာအတန်လေးဆူညံရရှင်ခွင့်လို့ပြပါတကယ်ဝယ်ခဲ့ပြီကျွန်တော်ဒီနားလေးမှာနေဖို့တော့ကျွန်တော်အစာလည်းမရှိဘူးကွာဝယ်ဘောက်တို့ပါတယ်ဟောမတိုးတော့ကောင်းတွေ့ဘူးကြောင်ဝင်းစားခြင်းမနေမကောင်းဘူးတိုးတော့ကောင်းတွေ့ပြီခမောအတိုးလို့တက်အောင်တက်တာတော့မဟုတ်ဘူးနော်ဒီညအေးတိုးခြင်းမကြောက်တယ်ဒီဘက်ကပုံမှန်နော်ဒီနားလေးမှာလည်းနောင်းနေကြအိမ်ဒီနားလေးမှာပို့ဆောက်တော့ကောင်းတယ်ဒီက gravel လေးနေမှာဘယ်ဘီယာဆိုင်မှာရောက်နေချွေလီရပဲနော် yeah ရွာပြားဆိုတော့ရွာပြားတုံးကောင်းရခုမှတော့ဘာမှမသိရရွာပြားခေါ်မအသားလည်းမရဘူးကွာငါအိမ်ဆိုင်အိမ်ရောက်နေတာငါဆိုင်ရွာထမင်းစားခဲ့တာအခုစာကြည်ဝါဘိုက်စားလည်းမရဘူးကွာဝဲခေါ်မနွား yes ကောင်းနေတွေ့ပြီကောင်းနေ yeah ကျုပ်ဒီကတော့ဒီရဲ့ spy ပဲ episode 1လို့ပဲမှတ်လိုက်ပါဒီကြကွေးပဲမစား okay နွားရီခမောင်းလို့ကောင်းနေပြေးဖို့ပြင်းတော့ကွာကူစားမှာဆိုငါလုံးမှာသားရောပြေးဖို့ပြင်းတော့ကွာတီးဖို့ပြင်းတော့နှုတ်စားပါကြိုအိမ်ရောက်နေမြက်ကူရဖြူစီတော့ yes တော့ဝါနေအိမ်ကိုလိုက်လာနေလို့နေတို့ဆိုင်မှာ yes နောက်တော့ကောင်းမနောက်တော့ကောင်း yes ကျွန်တော်ဖုန်းကိုရောတော့ဖုန်းကိုရော episode မတင်နိုင်တော့ဘူးဘာဖြစ်ဖြစ်လို့ဘိုက်စားလို့ရပါဒီနေ့ episode ကတော့18မိနစ်စားပါပဲတော့ဘူးမစားဘူးတော့ဘူးမစားကြဘူး18မိနစ်စားပဲစားကြဘူးချမ်းခေါက်ဆွဲဆိုစားဘလားဘတိုးစားပါဦးတေးပဲစားဘတိုးတော့ကောင်းတွေ့ပြီသမင်းကြော်သမင်းကြော်စားလားသမင်းကြော်စားတယ်မဟုတ်ပဲဝယ်ခဲ့မဟုတ်ပေါင်မဟုတ်တို့ကိန်းမဟုတ်တို့ဘာတို့ညာတို့ okay ဒီတော့လည်းတက်လိုက်ပြီကဲတော့အသားတွေတော့ဒီနေ့တော့ပဲရမယ်တူပါတယ်ဒါဆိုတက်လေးခေါ်အောင်ရောဘောင်း yeah တက်ခေါ်ရမယ်ပေါင်မဟုတ်ပြီးကိန်းမဟုတ်ပြီးဝယ်ခဲ့
ခိုးအောင်မတားရများတယ်ဥကလာဘယ်ဥကလာခေတားရများတယ်ငါတို့အစားတော့လုံလောက်ပြီดูแล้วမောင်ဒီစပါကြီးနေငါ့ကိုစမကလာနဲ့နေလိုက်နေငါ့ကိုတယောက်ပြီးတယောက်နဲ့မိတ်ဆက်ပြီးတော်ဖက်ခင်လေမောင်ငါမသိတဲ့လူတွေနဲ့လိုက်မိတ်ဆက်ပြီးနေကြော်မိုးဆိုရင်ငါသိတယ်ဗောနင့်မိတ်ဆက်ပိုင်းငါကလားတွေရောတရုပ်တွေရောလာမိတ်ဆက်ပြီးဒီဝိုင်းဒီကတော့လည်းကောင်းပါရှင်းလာတော့မုတ်စားခြင်းငါပိုက်စားရဥပါမုတ်ဖြစ်ဝယ်ခဲ့ပြီပေါမုတ်လည်းရတယ်ကိတ်မုတ်လည်းရတယ်ကျွန်တော်ဘာစကားမှမပြောဖြစ်တော့ကွာဘာစကားမှတော့ပြောဖြစ်တော့ကွာဒီတို့လိုက်တယ်တခုခုစားပြီးရေတောက်လို့ရရင်ရပြီကျွန်တော်အိမ်ပြောင်းပြီကွာကြာကွယ်မစားဘူးနံပြားကျွေးမယ်နင်တို့โอเคကျေဦးလာတာခေါ်အတားတကူလောက်ကွာမင်းလေးဒီကြာကွယ်မစားဘူးနင်တို့ပေါက်စီကျွေးမယ်လာပြီဟိုနင်တို့ KTV လိုက်ပို့မယ်တရက် KTV လိုက်ပို့မယ်လို့နင်တို့တရက်လားမအကောင့်လေးစကောလာပြီဒါမင်း KTV လိုက်ပို့မယ်လို့ငါတရက်လိုက်ပို့မယ်နင်တို့အုပ်စုโอเคမြင်တဲ့ဘာဖြစ်အပွား Let's go မဆုပေဟောဒီမှာငါကျွေးရမှာနော်ငါကျွေးပြန်ပေးငါကျွေးငါတောင်ပြန်ပေးဒီကတာစားမယ်ကတာစားပါမယ်နော်ကြည့်ရအောင်ခေအုတ်ထုတ်လေးလောက်လိုက်တာပိုကောင်းမနေလို့နော်အုတ်ထုတ်လေးများပို့လာအဲ့ရနော်အိမ်လေးထောက်ပြီးလမ်းလေးပါလေးနဲ့လှပပါလေးရပြီโอเคကောင်လေးတက်မရအောင်ကဲပြီရပြီတောင်းလို့ကားလေးဆောင်မယ်ဟိုနွားတော့ကောင်ရပြီရပြီမကရဲတဲ့ခုံကမိကိုမျက်မှန်မိကြံခဲ့တဲ့အကြောင်းပြောကမနှက်ပြန်လဲပိတ်ရဖြစ်တာကြောင့်ယူသွားပေးမယ်လို့ခုံကပြောလိုက်ပါတယ်မိလဲယူသွားပေးဖို့ပြောတာခုံကတယောက်ကတော့မျက်မှန်ဆက်လက်လေးတင်လာပြီးတော့အကြောင်းတော်လေးဖြစ်နေခဲ့ပါတယ်ဖန်ခင်းနေယူအောင်စားလို့ကြိုးစားနေတယ်မျက်မှန်နေရာမှာမိကိုပဲမြင်အောင်နေခဲ့ပြီးတော့စာအုပ်အာရုံစိုက်လို့မရဖြစ်နေခဲ့ပါတယ်မျက်မှန်ကိုကိုင်းကြီးနေတဲ့ခုံရဲ့မျက်လုံးကိုရပြီမိကိုပဲမြင်အောင်နေခဲ့ပါတယ်မိရဲ့မျက်မှန်ကိုတန်ရှင်းပြီးရဲ့ခုံကဖုံးလာခဲ့ပါတယ်မိကဆက်တာဖြစ်ပြီးတော့မျက်မှန်ကိုလာဆိုပြီးတော့မင်းနေခဲ့ပါတယ်မင်းပါလာလို့အိမ်မှာရှိနေတာကငါကခုံအိမ်ကိုအလဲရောက်သွားတယ်လို့ပဲဆိုပြီးပြောလိုက်ပါတယ်ခုံပြောပြီးရဲ့နောက်မှာလည်းမိကိုပဲခုံကမြင်နေခဲ့ပြီးတော့အိမ်လုံးမရဖြစ်သွားရဲ့ပါတယ်နောက်တစ်နေ့ကျောင်းမှာတော့ထုံးစံအတိုင်းပဲမိကခုံကိုအာရုံစိုက်ပြီးကြည့်နေရပါတယ်โอเคမြင်မြန်လေးချက်စမ်းပါကွာရက်ပြားပြီခုံကတယောက်ကတော့အရန်ကိုပဲချက်သွားခဲ့တာရင်းနေခုံနေခဲ့ပါတယ်ခဏနေပြီးတော့ငါတို့တခါကလည်းအခုလိုတိုင်လေးထောင်တော့ကောင်းမလို့